အားလုံးပဲမင်္ဂလာပါရှင်ကြည့်ပါမတို့ရေဘလောက်တောင်လှလိုက်လေခန်းသားတစင်စာဟိုမှာလေပွဲသားပွဲတက်အခမ်းအနားမှာဝတ်ဖို့အတွက်ရန်ကိုအဆင်ပြေတော့ပါရှင်ဒီမှာတော့နှစ်ဆွဲလေးနဲ့တွဲထားပြီးတယ်ရှင်ဒီမှာလက်စွပ်တစင်စာလေးအရန်လာတော့နင်ကလေဒီရဲ့ဆွဲသီးလေးကိုလေအိုမီဂါဂျိုလေးတွဲဆွဲထားပြီးဒီတစ်ဆက်စာလုံးကလေ2,200,000နဲ့ပဲရောင်းပေးပါမယ်ရှင်ဒီရဲ့ဂျိုးလေးတည်တဲ့လိုချင်တဲ့ဆွဲကသူကလေ9,000မှာနော်နောက်တစ်ခြားဆိုင်လေးတွေထပ်ပြပေးမယ်ရှင်ဒီမှာလာလိုက်တာမမတို့ရေဒီမှာထဲဝါဝါကိတ်ကြီးမှာကြိုက်တဲ့သူတွေဒီမှာမတို့နော်ဒါဆိုလေ4,000ဆက်နော်3,200,000မှာရှင်ဒါကြတော့လေဒီမှာခရမ်းဆွဲလုံးကျောင်းမှာလေဆွဲတင်းရင်တို့2မျိုးသုံးလို့ရတဲ့ပစ္စည်းလေးဒါက3,500,000မှာရှင်ဒီအဲလောက်ကက်ဒီဆွဲတော့မီးပန်းဒီဇိုင်းလေးနော်ဒါလေးလည်းအရန်လာတော့မတို့ရေနော်ဒါလေးလည်း3,200,000မှာရှင်ဒါကကြတော့ဒါလည်းလေဒီမှာခရမ်းဆွဲဒီဇိုင်းလေးလှလိုက်တာမတို့ရေဘေးကလေကနုတ်လေးတွေနဲ့ကိုလှလာရှင်ထဲဝါပြီးမှလေလှနေရောနော်သဘောတင်ထွက်အစ်စ်တွေလည်းဖြစ်တယ်နော်မတို့ဒါလေးလည်း3,200,000ပဲရောင်းပေးပါမယ်ရှင်နောက်ထပ်ကကြတော့လေဒီမှာဒီဒီဇိုင်းလေးပြားအောင်ဒီဇိုင်းဆွဲသီးလေးရှင်မတို့နော်ဒါလေး3,200,000မှာပဲရှင်ဒီရဲ့ဆွဲသီးလေးတွေကလေမတို့နော်ဟိုဆွဲကြိုးအတုပ်တွေနဲ့လည်းဝလို့ရတယ်ပလက်တီနမ်ကျိုးနဲ့တွဲဆဲပေါ့နော်ကိုစင်ပြည့်ကျိုးနဲ့တွဲဆဲလို့ရအောင်ဒါဆိုရင်မင်းဆွဲပြထားပြီးဆွဲဒီဇိုင်းကမှတပလာပါနော်ကြည့်လာအောင်မတို့နော်ဒါရင်နိုးဆွဲသီးမတို့2မျိုးသုံးလို့ရတယ်ရှင်ဒီမှာဒီရဲ့နှစ်ဆွဲလေးရောဒီမှာလက်စွပ်တစ်စင်သားလေးရချင်တယ်ဆိုလဲရတယ်နှစ်ဆွဲသီးလေးရချင်တယ်ဆိုရင်ရတယ်လက်စွပ်လေးသီးတယ်မယ်ရချင်တယ်ဆိုလဲရပါတယ်နော်မတို့ဒီမှာဒီဇိုင်းလေးအစုံပစ္စည်းလေးအစုံမြင့်စီမှာလေးရှိပါလိမ့်ရှင်